ထီလေးတာပေါက်လိုက်ဘယ်လောက်များကောင်းလဲ ဘာခင်းနေ နှုတ်စား ဥစား မဆော့ချင်နော်ဟာဘာလောက်လဲ ဘာမလို့ကွာစီဝါရေးရမကောင်း မကောင်းတော့လူတိုင်းပဲကွာခုချိန်ငါလုံးမှာ ဘာလို့လှုပ်စားမှန်းကိုမသိအစင်ပြေမှုရများ လူတိုင်းပဲ အေးခုချိန်နေများကွာထီလေးတာပေါက်လိုက်ဘယ်လောက်များကောင်းလဲ ဝေါ ကောင်းတာပေါ့ကွာဒါပေမဲ့ငါမထီလဲတခုဖို့တော့မရှိဘူးကွာ ထီထိုးဖို့လည်းမဖို့တော့မရှိဘူး အေးတော့ဖို့ပဲရှိတယ်မင်းနဲ့ငါတက်တော့ဆက်ချတယ် အေးကွာဟင်ထီပါမင်းဘာလို့မလို့စိတ်ကူးတာ ဟာတော့စပားတွေစပားခင်းနေအများကြီးဝယ်ပြီးတော့ဟဲ့အောင် ဝေါ အများကြီး လေတော့ခါချမယ်မင်း ဧက20လောက် အေးဘော20လောက် อืม မင်း ငါကတော့နွားမွေးချင်တယ်ကွာနွားကိုရေဦးမမွေးချင်ကွာသိရမလားနွားကိုမင်းအတရိုးနှုတ်စားဥစား ဘယ်ဥကိုစားမှာတော့ ဟောနွားဥစားမရှိဘူး မရှိဘူး အဲ့လိုနှုတ်စားနွားတွေပေါ့ကွာငါအကောင်1000လောက်မွေးမယ်လို့ငါစဉ်းစားတာ အေးအဲ့ကောင်းပါဟာရဒါနဲ့မင်းနွားတွေကငါစပားခင်းနဲ့လာဝင်စားလို့လို့ ဟာဟဲ့အောင်မင်းစကားမင်းချမ်းခက်ဆိုင်ပေါ်ခါနေရလဲ စောက်ကွာဖြတ်ရမယ်စပားချမ်းခတ်ဆိုင်ရတယ်လို့မင်းပြောနွားကချမ်းခတ်ပြီးမွေးရ what ဟာဟဲ့အောင်နွားအသက်ရှိတယ်တော့ကွာ तू သွားရင်သွားမှာ तू စားရင်စားမှာပေါ့ အဲ့ဒါဆိုတော့ငါရိုက်လွန်မှာ မင်းအဲ့လိုလည်းမတရားမလုပ်နဲ့လေမင်းလေကို ဆောက်လို့ရမယ်လေ မင်းစော်ကြီးကမင်းလေကိုမချမ်းခက်ဆိုင်တာဒီနွားတွေဝင်စရာအကြောင်းမှမရှိတာ မင်းနွားတွေမှာချမ်းခတ်ထားလို့ရှင်ငါလေကိုလာပြီးတော့ ဟာနွားဆိုတာ तू သွားချင်နေနေသွားမယ်ကွာ तू စားချင်နေနေစားမယ်ကွာအဲ့ဒါကြီးလိုက်တန်းတက်လို့မရဘူးလေမင်းလေတက်တယ်မင်းလေရင်တက်တယ် အေးအဲ့ဒါဆိုလို့တော့ငါထဲကိုဝင်လာလို့ငါဓာတ်နဲ့ခုတ် ဟာမင်းငါနဲ့ခုတ်လို့ဆိုတော့မင်းလည်းငါထိုးမှာပေါ့ဟာမင်းငါနွားတွေမထိတာအကြောင်းမှမရှိဘူးဗျမင်းငါနွားကိုဘာမှထိတာစောက်ရမရှိဘူးစောက်ရ What the fuck? What the fuck?